မင်္ဂလာပါဒီနေ့မြန်မာ School House မှာတင်ပြမယ့်သင်ခန်းစာကတော့ဒုတိယတန်းမြန်မာဖတ်စာကဗျာရွတ်ဆိုလေ့ကျင့်ခန်းသင်ခန်းစာဖြစ်ပါတယ်ဒီနေ့သင်ခန်းစာမှာရွတ်ဆိုမယ့်ကဗျာကတော့ကဗျာဆရာဦးတင်မိုးရေးသားတဲ့ယုံကလေးကနရွက်ထောင်ဆိုတဲ့ကဗျာဖြစ်ပါတယ်ယုံကလေးကနာရွက်ထောင်ယုံကလေးကနရွက်ထောင်ပညာရှိရောင်ရောင်ကြောင်းကလေးကလက်သေးဝှက်ချောင်းလိုက်ရတဲ့ကြွက်ရွှေဇီးကွက်ရဲ့အိန္ဒြေဘယင်ကြီးလိုနေမိုးလေတွက်ကာဘေဒင်ဟောတောက်တဲ့ကိုလေပေါ်ပြောတိုင်းယုံတဲ့ပုတ်သင်မျိုးခေါင်းညိတ်လှသကိုရွှေကြီးညိုသာပါလှဧည့်သည်လာပါစအခုဒီကဗျာလေးကိုအတူတူရွတ်ဆိုပါမယ်ယုံကလေးကနရွက်ထောင်ယုံကလေးကနရွက်ထောင်ပညာရှိရောင်ရောင်ကြောင်ကလေးကလက်သေးဝှက်ချောင်းလိုက်ရတဲ့ကြွက်ရွှေစည်းကွက်ရဲ့အိန္ဒြေဘယင်ကြီးလိုနေမိုးလေတွက်ကာဘေဒင်ဟောတောက်တဲ့ကိုလေပေါ်ပြောတိုင်းယုံတဲ့ပုတ်သင်ညိုခေါင်းငိမ့်လှသကိုရွှေကြီးညိုသာပါလှဧည့်သည်လာပါစ
ဒီနေ့သင်ခန်းစာကိုကြည့်ရှုအားပေးတဲ့ကျောင်းသားကျောင်းသူတသားမိမိတို့အားလုံးကိုမြန်မာ School House မိသားစုကကျေးဇူးများကြီးတင်ပါတယ်။